စိတ်အလိုလိုက်တဲ့ပုဂ္ဂိုလ်တွေအစသာအရာရာအောက်တန်းကြမှာဒါကြောင့်မြတ်စွာဘုရားကဟောပါတယ်စေတံဘိက္ခဝေဒန္တံဂုတ်တံရခိတံတံဝုတံမဟာတောအဋ္ဌာယတံဝတ္တန္တိစိတ်ကိုထိမ့်သိမ့်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေစိတ်ကိုစောင့်ရှောက်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာကြီးကျယ်တဲ့အကျိုးရှိတာတွေကိုရမယ်တဲ့ဟုတ်လားစိတ်ကိုမစောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်တွေမထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်တွေကတော့ဒီဘဝနောင်ဘဝကြီးကျယ်တဲ့အကျိုးမဲ့တွေကိုပဲရမယ်တဲ့ဟုတ်ရလားဒါကြောင့်ပညာရှိကြီးတွေကအပေလေးပါစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလှော်ထားဆင်းရဲပွားမြည်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြီပိဿပေါင်းသူတော်ကောင်းတို့တချို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘုသူတ္တကြီးကြတဲ့ပုဂ္ဂိုလ်တွေဒီလင်္ကာလေးရကောင်းရပါလိမ့်မယ်ပြန်ပြီးတော့နားထောင်ကြည့်မယ်အပေလေးပါစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလှော်ထားဆင်းရဲပွားမြည်စိတ်ကိုထိန်အေးငြိမ်းနိဗ္ဗာန်ပြီအင်မတန်ကောင်းတဲ့အဆုံးအမကလေးဗျာနော်အပေလေးပါးမှာရောက်နေတဲ့တတ္တဝါတွေဘာကြောင့်ရောက်တယ်စိတ်ကြောင့်ရောက်တာစိတ်ကိုမထိန်နိုင်မင်းနဲ့ကာယကံမှုဝစီကံမှုတွေမှားကြရောအဲ့ဒီဒုစရိုက်တရားတွေကပဲအပေပုံကိုရောက်အောင်ပို့လိုက်တာမဟုတ်လားအေးဒါကိုရည်ရွယ်ပြီးတော့အပေလေးပါးစိတ်ကြောင့်သွားသည်ဟုတ်လားနိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်နိဗ္ဗာန်ရောက်အောင်ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဒီအာယုံမှာမင်းဒီစိတ်ကိုမပြောနဲ့ဒီလိုလေးနေလို့သူတို့ရဲ့စိတ်ကိုသူတို့ပိုင်ပိုင်နိုင်နိုင်ကြိုးကင်ချဲလဲနိုင်လို့နိဗ္ဗာန်ကိုရောက်ကြတာမဟုတ်လားဟုတ်ရဲ့လားအေးဒါအကျိုးရှိတယ်လှုပ်ခြင်းသည်ဖြစ်စေမလှုပ်ခြင်းသည်ဖြစ်စေလှုပ်ဟဲ့လို့သူတို့စိတ်ကိုသူတို့မတိုက်တွန်းနိုင်ဘူးလားတိုက်တွန်းနိုင်တယ်ဒါအကျိုးမဲ့တယ်မင်းဘလောက်ပဲလှုပ်ခြင်းဒါကိုမင်းမလှုပ်နဲ့လို့သူတို့ရဲ့စိတ်ကိုသူတို့ဘာလုပ်လဲနိုင်တယ်ဟုတ်လားအဲ့ဒါလို့မကောင်းတာတွေကိုရှောင်ကောင်းတာတွေကိုရှောင်နိုင်မှများပါရမီတွေပြည့်လာပြီဆိုတော့နိဗ္ဗာန်ဘာဖြစ်တယ်မျက်မှောက်ပြုရတယ်အပေလေးပါစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလှော်ထားဆင်းရဲပွားမြည်အင်မတန်မှန်တာပဲနော်မူရစေဝါတွေဆွဲလို့ဒုက္ခရောက်ကြတာတွေအိမ်အောင်ရေးဖောက်ပြန်လို့ဒုက္ခရောက်ကြတာတွေသူ့အဆင့်သူ့လေပဲသူ့အဆင့်အတန်းတိုင်းမှာဒုက္ခပင်လေဝေးနေကြတဲ့လူသားတွေဟာဘာအလိုလိုက်လို့ဒုက္ခရောက်တာလို့စိတ်အလိုလိုက်လို့ဒုက္ခရောက်တာနော်ဒါကြောင့်စိတ်ကိုလှော်ထားဆင်းရဲပွားမြည်စိတ်ကိုထိန်အေးငြိမ်နိဗ္ဗာန်ပြီလို့အင်မတန်ခြုံမိငုံမိတဲ့အဓိပ္ပာယ်တွေပါဝင်အောင်ဒီလင်္ကာလေးနဲ့ဆက်ဆိုထားတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စိတ်ကိုအရှင်အမြဲပါလို့ရမယ်စောင့်ရှောက်ရမယ်ထိန်သိမ်းရမယ်စိတ်ခိုင်းတဲ့အတိုင်းအရာရာကိုမလုံမိဖို့လိုပါတယ်